Day 7 အတွက်စလိုက်ရအောင်ဒီနေ့ Day 7 လေ့လာရမယ့်အကြောင်းအရာကတော့ supplier နဲ့ပတ်သက်တယ်ကုန်ဖို့အကျွေးတွေနဲ့ပတ်သက်တယ်ပေးရမယ့်အကြောင်းဖြစ်ပါတယ် receiver ဆိုတာကကိုယ့်ကိုပတ်စံနေဝင်လာအောင်လုပ်ပေးရတဲ့အရာပါပေးရဆိုတာကကိုယ့်ကိုပတ်စံနေထွက်သွားအောင်လုပ်ပေးမယ့်အရာပါပတ်စံဝင်လာအောင်လုပ်ပေးတဲ့ receiver ကအရေးကြီးသလိုပတ်စံကိုထွက်စေတဲ့ payer ကလည်းအရေးကြီးပါတယ် payer နဲ့ပတ်သက်လို့ဘယ်လို control လုပ်မလဲpayer ဆိုတာကကိုကကုန်ဘယ်နှစ်ယောက်စီကနေပြီးတော့ကုန်အကျွေးဝယ်တယ်လေပုံမှာမကြည့်ပါတယ်ကိုက supplier 10ယောက်စီကအကျွေးဝယ်တယ်ဆိုရင် supplier 1 2 3ဆိုပြီးတော့ supplier 1ယောက်ချင်းစီအတွက်ဘယ်လောက်ဖိုးဝယ်ခဲ့လဲဘယ်နေ့မှဝယ်ခဲ့လဲ due date ကဘယ်တော့လဲဘာပစ္စည်းတွေဝယ်ခဲ့တာလဲဆိုပြီးတော့တယောက်ချင်းစီအတွက်လည်းအသေးစိတ်မှတ်ထားဖို့လိုအပ်တယ်လို့အဲ့ supplier စုစုပေါင်းစီးကိုလည်းမှတ်ထားဖို့လိုအပ်ပါတယ် payer control system မှာအရေးကြီးတဲ့အချက်5ချက်ရှိပါတယ်နံပါတ်1က supplier ကိုဘယ်လောက်ပေးရမှာလဲနံပါတ်2က invoice မရှိဘဲနဲ့ပေးလို့မရပါဘူးနံပါတ်3က due date မသိဘဲနဲ့လည်းပေးလို့မရပါဘူးနံပါတ်4ကတော့ဘယ် supplier ကကြာနေပြီလဲဒါကိုသိဖို့လိုပါတယ်နံပါတ်5ချက်က supplier ကိုပေးဖို့အတွက် priority plan payment plan မရှိဘဲနဲ့ပေးမိတာမျိုးလုပ်လို့မရပါဘူး payment plan ကြိုပြီးတော့လုပ်ထားသင့်ပါတယ် payment aging report မှာဆိုရင်ဘယ် supplier ကိုပေးရမှာလဲအခုချက်ချင်းကောင်းရန်ပေးဖို့လိုအပ်နေရလားရက်30အတွင်းလားရက်60အတွင်းလားရက်90အတွင်းလားစသည်ဖြင့် aging report တွေမှာအကုန်လုံးပါဖို့လိုပါတယ်ဒါအပြင်စုစုပေါင်းပေးရမယ့်ပမာဏဘယ်လောက်လဲဆိုတာကိုလည်းထည့်ပြီးပြောပြထားဖို့လိုပါတယ် supplier aging report ကနေပြီးတော့ဘာတွေကိုသိရစီလဲဆိုရင်ဘယ် supplier ကတော့ကိုယ်နဲ့ relationship မှာမိတ်ပြတ်စီလောက်အောင် risk ဖြစ်နေပြီလေဘယ်သူ့ကိုပေးဖို့ကုန်ဖို့အကျွေးတွေကအများကြီးကျန်နေရလဲအဲ့ဒါကိုသိရစီတယ်ဘယ် supplier ကိုအရင်ပေးတယ်လဲဆိုတာကိုလည်းသိရစီတယ်ကိုယ့်လုပ်ငန်းရဲ့ cash requirement ကိုလည်းသိရစီပါတယ်ကိုက supplier ကိုပေးရမှာတစ်ပတ်အတွင်း300ပေးဖို့ရှိတယ်ဒါဆိုငါလက်ထဲမှာရှိနေတဲ့ငွေကြေးကအဲ့ဒီပေးဖို့အတွက်ကိုလုံလောက်ရလားဒါမှမဟုတ်လို့ရှိရင် customer တွေစီကကုန်မိုးရတဲ့ပတ်စံနဲ့ပေါင်းပြီးတော့မှသူ့ကိုပေးနိုင်မှာလားဆိုရဲကိုယ့်ရဲ့ငွေကြေးလိုအပ်ချက်ကိုကြိုပြီးတော့သိနိုင်မှာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့အရေးကြီးဆုံးကတော့ payment plan ပါ payment plan မှာကိုယ့်အနေနဲ့ priority စီပြီးတော့အရေးကြီးတာကိုအရင်ပေးရမှာဖြစ်တယ်ဒါအပြင်လက်ထဲမှာရှိတဲ့ပတ်စံနဲ့ပေးရမယ့်တာဝန်တွေအကုန်လုံးကိုပေးလိုက်လို့မရပါဘူးလက်ထဲမှာခြံထားဖို့လည်းလိုပါတယ်အဲ့တော့ရှိတာနဲ့အကုန်ပေးလို့မရပါဘူးကိုယ့်လုပ်ငန်းရဲ့ငွေသားနဲ့ပတ်သက်လို့ payment ကို control လုပ်မယ်ဆိုလို့ရှိရင် level 30ခွဲပြီး control လုပ်ရမှာဖြစ်ပါတယ် supplier ထက်အရေးကြီးတဲ့အခြေခံအကျဆုံးမဖြစ်မနေပေးရမယ့် level 1ကတော့နံပါတ်1ဖြစ်တဲ့ဝန်ထမ်းလစာတွေပါဝန်ထမ်းလစာအတွက်ငွေလုံလောက်မှုရှိလားကြိုဖယ်ထားဖို့လိုတယ်နောက်တစ်ခုကအခွန်ဆောင်ရမယ် tax အတွက်လည်းဖယ်ထားဖို့လိုတယ်နောက်တစ်ခုကတော့ utility တွေ electricity meter ခတွေအဲ့တော့စတဲ့ meter ခတို့ရေဖိုးမီးဖိုးတွေအတွက်ကိုဖယ်ထားဖို့လိုပါတယ်အဲ့တော့အခြေခံမဖြစ်မနေသုံးရမယ်အဲ့လို expense မျိုးတွေအတွက်ဥမာငှားရမ်းကားရှိမယ်ဆိုလဲငှားရမ်းကားစာချုပ်ချုပ်ရတော့မယ်ဆိုရင်သူ့အတွက်ကြိုပြီးဖယ်ထားသင့်ပါတယ်အဲ့လိုအရေးကြီးတဲ့မဖြစ်မနေအသုံးစရိတ်တွေအတွက်အရင်ကြိုဖယ်ပြီးရင် major supplier အတွက်အရေးကြီးတဲ့ supplier အတွက်ကိုပေးရမှာဖြစ်ပါတယ်နောက်ဆုံးဆင်းရတော့အခြား supplier တွေအတွက်ကိုငွေချေရမှာဖြစ်ပါတယ် good business ဆိုတာအကျွေးလုံးဝမရှိတဲ့ business ကိုပြောတာမဟုတ်ပါဘူးငွေကြေးကိုအကောင်းဆုံးစီမံခန့်ခွဲတတ်တဲ့အကျွေးကိုအကောင်းဆုံးစီမံခန့်ခွဲတတ်တဲ့ business က good business ပါပဲ supplier နဲ့ပတ်သက်လို့ reconciliation လုပ်ဖို့လည်းလိုပါတယ် supplier ဘက်ကနေပြီးတော့သူ့ကိုပေးရမယ့်တာဝန်တွေကဘယ်လောက်ဆိုပြီးတော့ကိုယ့်ကိုပို့လာတဲ့ supplier statement နဲ့ကိုကနေပြီးတော့ပေးပဲလေဂျာထဲမှာရှိတဲ့ပေးရန်တာဝန်တွေကိုပြန်ပြီးတော့ကိုက်ကြည့်ဖို့လိုပါတယ်သူတို့ဘက်ကကိုယ်ရစရာရှိတာ9သိန်းလို့ပြောရင်ကိုယ့်ဘက်ကလည်းပေးစရာရှိတာ9သိန်းဖြစ်ရမှာပါကိုယ့်ဘက်ကပေးစရာရှိတာ4သိန်းခွဲဖြစ်နေပြီဆိုရင်တော့ကွာဟနေတဲ့ difference 9000အတွက်ဘာကြောင့်ကွာလာလဲဆိုတာကိုပြန်ပြီးတော့စစ်ဆေးဖို့လိုပါတယ်ဖြစ်လေဖြစ်တာရှိရဲ့အမားတွေကတော့ due date ကို check in မလုပ်မိတာ invoice မရှိဘဲနဲ့ပေးမိတာ aging report မထုတ်မိတာ payment plan မရှိဘဲနဲ့ပေးမိတာ supplier reconciliation မလုပ်မိတာ cash ရှိတာနဲ့ရှိသလိုပေးမိတာတွေပဲဖြစ်ပါတယ် financial consultant တယောက်အနေနဲ့လုပ်ငန်းရှင်ကိုမေးရမယ်ဆိုရင်စုစုပေါင်း payable ပေးရန်အကျွေးဘယ်လောက်ရှိသလဲနောက်တစ်ခုကဒီတစ်ပတ်အတွင်းမှာဘယ်လောက်ပေးဖို့ရှိနေရလဲ overdue supplier တွေကဘယ်သူတွေလဲ1 to 10 supplier တွေကဘယ်သူတွေလဲကိုယ့်ရဲ့ငွေကြေးကိုအကျက်အတဲမဖြစ်စေဘဲနဲ့ cash flow ကိုမထိခိုက်စေဘဲနဲ့ဘယ်လို payment plan တွေလုပ်လို့ရမလဲဒီမေးခွန်းတွေကို payback ကင်မယ်ဆိုရင်မေးသင့်ပါတယ် payback နဲ့ပတ်သက်လို့လျှို့ဝှက်ချက်ကတော့ငွေရှိတိုင်းမပေးပါနဲ့
due date ကိုကြည့်ပြီးပေးပါ due date နီးနေရဆိုရင်တော့မှအရေးကြီးအောင် priority စီပြီးမှပေးပါနောက်ဆုံးချက်ကတော့ကိုယ့်ရဲ့ cash flow ကိုမထိခိုက်အောင်ပေးပါလုပ်ငန်းတိုင်းလုပ်ငန်းထဲမှာအရေးကြီးတဲ့ရွှေရောင်စီးမြင့်တစ်ခုရှိပါတယ် receiver ရဲ့ payable ရဲ့ကိုဟန်ချက်ညီအောင်ကင်တွယ်ဖို့လိုပါတယ် receiver ကနေပြီးတော့ပတ်စံတွေဝင်လာအောင်လုပ်ရမယ် payable ကိုပေးနေရင်လည်းကိုယ့်ရဲ့ပတ်စံတွေ shortage မဖြစ်သွားအောင်ပတ်စံတွေပြက်လက်သွားတာမျိုးမဖြစ်အောင်ကင်တွယ်ရမှာဖြစ်ပါတယ် receiver နဲ့ payable ကိုဟန်ချက်ညီအောင်ကင်တွယ်နိုင်မှသာလျှင်လုပ်ငန်းရည်ရှည်ရပ်တည်နိုင်မှာဖြစ်ပါတယ်လုပ်ငန်းလှည့်လည်သုံးစွဲနေတဲ့ငွေကြေးဆိုလို့ရှိရင်အဓိကလုပ်ငန်းရဲ့ working capital နဲ့ပတ်သက်လို့ inventory ရဲ့ receivable ရဲ့ cash ရဲ့အဲ့သုံးခုကအရေးကြီးပါတယ်အဲ့သုံးခုကကိုယ့်လုပ်ငန်းရဲ့ပိုင်ဆိုင်မှုငွေကြေးတွေပါ cash ကတော့တကယ်ငွေကြေးအစစ်ဖြစ်ပါတယ် inventory ကတော့ future cash ပါနောက်မှငွေဖြစ်လာမယ့်ပစ္စည်းတွေပါ receivable ကတော့ရောင်းထားပြီးဖြစ်တဲ့ကြောင့်မလို့ inventory တက်ပို့ပြီးတော့ငွေဖြစ်လွယ်တဲ့လုပ်ငန်းရဲ့ပိုင်ဆိုင်မှု asset တစ်ခုပါအဲ့ဒီ access တွေရနေပြီးတော့မှရငွေတွေပိုင်ဆိုင်မှုတွေဟာကိုယ့်ကိုပေးရမယ့်အကျွေးပေးရန်တာဝန်ကိုကာမိနေဖို့လိုပါတယ်ကိုယ့်ရဲ့ inventory ရဲ့ receivable ရဲ့ cash ရဲ့သုံးခုပေါင်းဟာပေးရတဲ့ချက်တိတိကျကျများနေဖို့လိုပါတယ်အကောင်းဆုံးကတော့ပေးရမယ့်ပေးပဲဟာကိုယ့်ရဲ့ cash တွေဘဏ်တွေနဲ့လုံလောက်နေရင်အကောင်းဆုံးပဲတကယ်လို့မလုံလောက်ခဲ့ဘူးဆိုရင် receiver စီကရမယ့်ငွေရမယ့်အချိန်နဲ့ပေးပဲကိုပြန်ပေးရမယ့်အချိန်ဟာတိုင်ပင်ကိုက်ဖို့လိုပါတယ်အချိန်မီရဖို့လိုပါတယ်အဲ့လိုတိုင်ပင်မကိုက်ဘူးဆိုလို့ရှိရင်အရေးပေါ်ငွေလိုတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ် inventory ကတော့မရောင်းရသေးတဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီငွေဖြစ်လွယ်မှုတော့နှေးပါတယ်တကယ်လို့ငွေလိုအပ်တာတဲ့အခါမျိုးမှာတချို့တွေငွေပေါ် short ဈေးဆိုပြီးတော့ promotion တွေ discount တွေအများကြီးနဲ့ရောင်းထုတ်တာမျိုးတွေရှိပါတယ်ဒါကငွေအရေးပေါ်လိုလာတဲ့အခါမျိုးမှာလုပ်လို့ရှိပါတယ်ဒါကြောင့်မလို့လုပ်ငန်းအတွက်အရေးကြီးတဲ့ access တွေဖြစ်တဲ့ inventory ကိုလည်းကောင်းကောင်း control လုပ်နိုင်ရမယ် receiver ကိုလည်း control လုပ်နိုင်ရမှာဖြစ်တယ်လို့ payable ကိုလည်းစနစ်တကျစီမံခန့်ခွဲတတ်ဖို့လိုပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်